မီးလုံးတွေရဲ့အလင်းအားကို lumen ဆိုတဲ့ unit နဲ့တိုင်းပါတယ်။ halogen မီးသီးတွေဆိုရင်55 watt မှာ1500 lumens တိထွက်ပါတယ်။ LED မီးလုံးတွေဆိုရင်30 watt မှာ3500 lumens တိထွက်ပါတယ်။အခုပြထားတဲ့လေသာမီးလုံးတွေမှာကြာ20 watt ပဲသုံးတာတောင်9000နဲ့အထက် lumens တိထွက်တယ်ပေါ့နော်။စွမ်းဆောင်ရည်ပိုင်းအရကြည့်မယ်ဆိုလေသာမီးတွေက LED မီးတွေထက်အဆ1000တောင်ပိုပြီးတောက်ပပါတယ်။ပိုးလဲလင်းတဲ့အပြင်စွမ်းရည်သုံးစွဲမှုအပိုင်းမှာလည်း LED မီးတွေထက်တောင်ပိုပြီးတော့မီးအားစားတက်တာပါသေးတယ်။ရှေ့ကိုပြေးနိုင်တဲ့အကွာအဝေးမှာလည်း LED မီးတွေထက်2ဆလောက်ပိုပြီးဝေးရောက်ပါတယ်ဗျ။လေသာဆိုလို့ကျွန်တော်တို့ငယ်ငယ်တုန်းကဆော့တဲ့လေသာဓာတ်မီးတွေလိုမျိုးအတန်းလိုက်ကြီးထွက်တာတော့မဟုတ်ဘူးဗျ။ကျွန်တော်ဆော့ခဲ့ဘူးတဲ့လေသာဓာတ်မီးတွေဆိုတာလေသာတိုင်အောက်ကထွက်လာတဲ့အလင်းရောင်မှန်မလူးနဲ့ခြုံချက်ထားလိုက်လို့ပြီးအဝေးကြီးထိရအောင်လုပ်တာပေါ့နော်။ဒီကားမီးတွေမှာကြာအဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ phosphorus coating တင်ထားတဲ့အဝါရောင်မှန်တစ်ချက်ပါတယ်ဗျ။ငကိုလေသာမီးကအပြာရောင်တို့အစိမ်းရောင်တို့ရှိတယ်ပေါ့နော်။အဲ့ကောင်ကအဲ့ phosphorus နဲ့တွေ့လို့ရှိရင်ကြာအဖြူပြန်ဖြစ်သွားတယ်ဗျ။ဒီကောင်ကမှမှန်မလူးတွေနဲ့တစ်ဆင့်အလင်းပြန်ပြီးတော့ထိန်းချုပ်တာပေါ့နော်။